ဒီနေ့မှာတော့ကျွန်တော်ကအတန်ကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြပြပေးသမှာဖြစ်ပါတယ်ဥပမာငါဒီမှာအမြင်နဲ့အနီးဖို့ကြိုးစားနေတယ်အတန်ကိုကျွန်တော်စမ်းတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တစ်ချက်ပြပေးပါမယ်။ Okay ဒါကတော့အောက်တော့မှာကျွန်တော်တိတ်ဆိတ်နေတဲ့ဒီနေရာမှာ mic မပါဘဲနဲ့အတန်ဖန်ထားတဲ့အတန်ဖိုင်ဖြစ်ပါတယ်။အခုကတော့ကျွန်တော်ရဲ့ဘေးပတ်ဝန်းကျင်မှာလူတွေသိမရှိဘဲနဲ့ကျွန်တော်ဒီအောက်တော့မှာအတန်ဖန်ထားတဲ့အတန်ဖိုင်ဖြစ်ပါတယ်။အခုကတော့ကျွန်တော်ရဲ့ဘေးပတ်ဝန်းကျင်မှာလူတွေသိမရှိဘဲနဲ့ကျွန်တော်ဒီအောက်တော့မှာအတန်ဖန်ထားတဲ့အတန်ဖိုင်ဖြစ်ပါတယ်။အခုလိုကျွန်တော်စမ်းပြထားတဲ့ဗီဒီယိုတွေအတိုင်းအကုန်လုံးတွေ့ပြီးပြီဆိုလို့ရှိရင်ဘာဆက်လုပ်မလဲဆိုတော့ Adobe တဲ့ကိုတွားပြီးတော့ကျွန်တော်အတန်ကိုကြီးအောင်လုပ်ပေးရမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော် Adobe Podcast ဆိုပြီးတော့ကျွန်တော် Google မှာရိုက်ရှာလိုက်ပါ Adobe Podcast ဆိုပြီးရိုက်ရှာလို့တွေ့ပြီဆိုလို့ရှိရင် Adobe Podcast ရဲ့ website တွေကိုကျွန်တော်တို့ဝင်လိုက်ပါဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ start ဆိုတဲ့ဟာကိုနှိပ်လိုက်ပါ start ကိုနှိပ်ပြီးရင် to file မှာကျွန်တော်တို့အတန်ကိုကြီးအောင်လုပ်မဲ့အတန် file ကိုကျွန်တော်ရွေးလိုက်ပါရွေးပြီဆိုလို့ရှိရင်ကျွန်တော်တို့သူ့ထည့်လိုက်ပါထည့်ပြီဆိုလို့ရှိရင်ကျွန်တော် upload လုပ်တာခဏလေးစောင့်ပေးရမယ်ပေါ့နော်ခဏလေးစောင့်ပေးပြီးဆိုမှကျွန်တော်တို့ down အောင်မှာဖြစ်ပါတယ် okay ရပြီဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ down မယ်ပေါ့နော်အဲဒါကကျွန်တော်အတန်ကိုအောက်မှာပတ်ကြည့်လို့ရပါတယ် down မယ်အမဲလေးကိုနှိပ်မယ်နှိပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့အတန်ဖိုင်ကို down နေပြီပေါ့နော် down လို့ပြီးသွားပြီဆိုလို့ရှိရင်အဲ့အတန်ဖိုင်ကိုကျွန်တော်တို့ ultimate attack ကိုကျွန်တော်တို့ထည့်ပြီးတော့စပြီးအသုံးပြုလို့ရပါပြီအားလုံးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်